အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်မယ်အပီဆို54မှာတော့တွင်ကဆက်ပြီးကိုအသေးသက်နင်းလာပြီးတော့ training ဆင်းနေပါတယ်ဒီလိုနဲ့တွင်ကဂျင်းနဲ့မီနီကိုပါကြော်တက်သွားခဲ့ပါတယ်ဂျင်းနဲ့မီနီကလည်းတွင်ရဲ့ speed ကိုမြင်ပြီးတော့ဟာဒီကောင်ဘယ်လိုများဒီလောက်ထိမြန်သွားရလဲဆိုပြီးတော့ပြောကအံ့ဩနေကြပါတယ်ထို့တော့သူတို့၃ယောက်စလုံးကြောင်းကြီးလက်ကျင့်ခိုင်းထားတဲ့ဒီလက်ကျင့်ကိုအောင်မြင်စွာလုပ်နိုင်သွားခဲ့ပါတယ်မင်းတို့ကတော့တွင်ရဲ့ speed ကအယမ်းမြန်လာတာကြောင့်ဘာစစ်တွေများစားတာလဲဆိုပြီးတော့တွင်ကိုမေးနေပါတယ်။ကြောင်းကြီးကလည်းမင်းတို့ကောကောလုံနိုင်ခဲ့တာပဲ။ဒီလက်ကျင့်ကမင်းတို့ခန္ဓာကိုယ်ရောစိတ်ကိုပါပူပြီးတော့ကြက်ခိုင်လာစေလိမ့်မယ်ဆိုပြီးတော့ပြောနေပါတယ်။ကြီးကတော့ကြောင်းကြီးကိုသူတို့ကြောင်းပြန်တက်နိုင်ပြီလားဆိုပြီးတော့မေးနေခဲ့ပါတယ်။တွင်ကတော့ကြောင်းကြီးရဲ့စကားကိုတော့မကြားသေးဘူး။ယူနာနဲ့တွေ့ရတော့မယ်ဆိုပြီးတော့ပြောနေခဲ့ပါတယ်။ကြောင်းကြီးကလည်းသူတို့ကိုကြောင်းပြန်တက်ခွင့်ပေးလိုက်ပြီးတော့အေးဒါပေမဲ့မင်းတို့သိထားရမှာကလာမဲ့စက်ဘင်းပြိုင်ပွဲတွေမင်းတို့ဒီထက်ပိုပြီးတော့အများကြီးလက်ကျင့်ဖို့လိုသေးတယ်ဆိုတာမမေ့ကြနဲ့ဆိုပြီးတော့ပြောလိုက်ပါတယ်ထို့အချိန်မှာတော့မင်းတို့ကဆရာကျွန်တော်တို့ဝင်ပြိုင်မယ်ဆိုတာဘယ်လိုလုပ်ပြီးတော့သိနေရလဲဆိုပြီးတော့အံ့ဩစွာနဲ့မေးနေပါတယ်ကျောင်းကြီးကတော့သူကချိုပြိုင်ပွဲရဲ့ organizer အဖွဲ့ဝင်ဖြစ်ကြောင်းနဲ့ဂျီရိုအဖွဲ့ရဲ့ပြိုင်ပွဲဝင်လျှောက်လာကိုသူမြင်လိုက်ရလို့ပါဆိုပြီးတော့ပြန်ဖြေလိုက်ပါတယ်ထို့တော့မင်းတို့အခုကြီးကစပြီးတော့ရန်ပတ်ဖြစ်နေရတဲ့ training ကိုပို့ဆင်းတာကြအခုချိန်ဆိုရင်ပြန်မဝင်မဲ့တခြားသူတွေလည်း training ကောင်းကောင်းဆင်းနေကြလာပြီငါမင်းတို့ကိုခဏကြောင်းနာခိုင်းရနေဆိုတာကလေဒီလိုမျိုး training ပေးခြင်းလို့ပဲနောက်တစ်ခါရန်ထားဖြစ်မယ်ဆိုရင်တော့မင်းတို့ကောင်တွေမလွယ်ဘူးနော်ဆိုပြီးတော့ကျောင်းကြီးကသူဘာကြောင့်ဒီလိုလုပ်ရလဲဆိုတာကိုရှင်းပြလိုက်ပါတယ်ဂျီတို့တော့လေကျောင်းကြီးကိုကျေးဇူးတင်သွားခဲ့ပါတယ်ထို့ချိန်မှာကျောင်းကြီးကရုတ်တရက်ကြီးမင်းတို့တော့စလုံးနောက်ဆုံးနေနဲ့လှုပ်ရှားမရှင်တစ်ခုကြံသေးတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်ဂျီတို့တော့ကတော့ကျောင်းကြီးကသူတို့ကိုထပ်ပြီးတော့လက်ကျင့်ခိုင်းမှလာများဆိုပြီးတော့လန့်သွားခဲ့ပါတယ်ငါမြင်းမလေးရှက်လီဒီရက်ပိုင်းအယူတကောင်ကြောင့်စိတ်ဓာတ်တွေကြပြီးတော့အခန်းထဲမှာပဲတမန်ပိုင်ဖြစ်နေတယ်ကျောင်းလည်းမတက်တော့ဘူးအဲဒါကြောင့်မင်းတို့တော့ရဲ့နောက်ဆုံးမရှင်ကငါမြင်းမလေးအခုဖြစ်နေတာတွေကနေပြန်ကောင်းလာအောင်လုပ်ပေးရမယ်ပြီးရင်မနေ့ဖြတ်ရှက်လီကိုကြောင်းပြန်တက်လာအောင်လေလုပ်ပေးရမယ်ဒါပဲဆိုပြီးတော့ကျောင်းကြီးကဂျီရိုတို့ယောက်ကိုမာလိုက်ပါတယ်ထို့တော့ဂျီရိုတို့ယောက်လည်းတမမိုင်နဲ့ပြန်လာခဲ့ကြပါတယ်မင်းကတော့ဟေ့ကြည်ဒီကိစ္စကမင်းလှုပ်လို့ဖြစ်တာအခုငါတို့ရှယ်လီစီကိုသွားကြမယ်မင်းရှယ်လီကိုပြန်တောင်းမှလိုက်ဆိုပြီးတော့ပြောလိုက်ပါတယ်တွန်းကလည်းကြည်ကိုရှယ်လီကိုပြန်တောင်းမှလိုက်ဘူးနဲ့နောက်နေ့သူတို့အားလုံးကြောင်းပြန်တက်ရအောင်ဆိုပြီးတော့ပြောလိုက်ပါတယ်တော်ချိန်မှာပဲကြည်ကအီကွာငါမှလည်းကြောင်းပြန်တက်ရဖို့ကတခြားနီးလမ်းမှမရှိတာလောက်ရမှာပေါ့ဆိုပြီးတော့ပြောလိုက်ပါတယ်မင်းကတော့ဂျေလိုကောင်မျိုးကသူများတွေပြောတာကိုအလွယ်တကူလက်ခံလိုက်တယ်ဆိုတာမျိုးကိုအခုမှပထမဆုံးကြည့်မြင်ဘူးရတာကြောင့်အံ့ဩနေပါတယ်ဒီလိုနဲ့ဂျီတို့သုံးကောင်စလုံးရှယ်လီတို့ရဲ့အိမ်ရှိကိုရောက်လာခဲ့ကြပါတယ်ဂျီကတော့ခြံတကားရှိမှစောင့်နေပြီးတော့မင်းတို့နေရာကတော့ချုံမုံတွေကနေဂျီကိုစောင့်ကြည့်နေခဲ့ပါတယ်ထုံတော့ကြည့်လေခြံတကားကိုဘဲနေလိုက်ပါတယ်တစ်ဖက်ကလည်းဘယ်သူလဲဆိုပြီးတော့မေးနေပါတယ်ဂျီကတော့ငါဂျီပါငါတို့ခဏလောက်စကားပြောလို့ရမလားဆိုပြီးတော့မေးလိုက်ပါတယ်တစ်ဖက်ကရှယ်လီကလည်းခဏဆောက်ဆိုပြီးတော့ပြောလိုက်ပါတယ်ဒီလိုနဲ့ပဲဂျင်းနဲ့ရှယ်လီတို့ကစကားပြောဖို့ပန်းညံတစ်ခုစီကိုရောက်လာခဲ့ကြပါတယ်ရှယ်လီကတော့နင်ငါ့ကိုဘာပြောချင်လဲဆိုပြီးတော့အရင်စမေးလိုက်ပါတယ်ဂျီကတော့ပြောဖို့ဝန်လဲနေပြီးတော့မင်းတို့ကိုတင်မေးလိုက်တာတွေကိုပြန်သတိရနေခဲ့ပါတယ်မင်းတို့ကတော့ဂျီကိုပန်းလေးတစ်ပွင့်ဝယ်ပေးလိုက်ပြီးတော့ရှယ်လီကိုချူချူတသားလေးနဲ့ပြန်တောင်းမှမို့ပြောမယ့်စကားတွေကိုသင်ပေးလိုက်တာဖြစ်ပါတယ်ဂျီလေသူအင်ကြီးတွေကပန်းကိုမုံဝတ်တင်ခုနဲ့ထုတ်လိုက်ပါတယ်တိုင်မဲမင်းတို့တင်ပေးလိုက်တဲ့ချူချူတသားစကားတွေကိုပြောဖို့သူ့ပါဇက်ကနေမထွက်ဘူးဖြစ်နေပါတယ်ဒါပေမဲ့ဂျီဆိုတဲ့ကောင်ကတော့ငါဆက်မလုပ်နိုင်တော့ဘူးဆိုပြီးတော့ပန်းကိုခုံမော်တင်ခဲ့ကထွက်သွားဖို့လုပ်ပါတယ်မင်းတို့လည်းကြည့်ကိုကြည့်ပြီးတော့ဒီခွေးတောင်သားလေးအရေးတဲ့သူကခေါင်းမနေသေးတယ်ဆိုပြီးတော့ချောင်းကြည့်တဲ့နေရာကနေမြစ်တာပို့နေပါတယ်နောက်မှကြံခဲ့တဲ့ရှယ်လီကတော့ပန်းလေးကိုကောက်လိုက်ပြီးတော့နေရငါ့ကိုပန်းလေးတစ်ပွင့်ပြီးတော့ငါ့ကိုခွင့်လွန်ခိုင်းနေရလားငါရောဒီပန်းတစ်ပွင့်နဲ့စိတ်ဆိုးပြစ်သွားမယ်နေရထင်နေရလားဆိုပြီးတော့ပြောလိုက်ပါတယ်ကြည်ကတော့စိတ်မရှိတဲ့လေသားနဲ့အဲ့ဆိုရင်ငါအနည်းကို
ဘာထလုပ်ပြီးတော့လုပ်ပြရအောင်မလဲဆိုပြီးတော့မေးလိုက်ပါတယ်ရှယ်လီကတော့โอเคအဲ့ဆိုရင်မနေ့ပြန်ကစပြီးတော့ကြောက်မှာငါကောင်လေးဖြစ်တပတ်တီတီနေပေးရမယ်ဘယ်လိုလဲဆိုပြီးတော့ပြောလိုက်ပါတယ်ချောင်းကြီးနဲ့မီနူနဲ့တို့လည်းရှယ်လီရဲ့စကားကြောင့်အံ့ဩသွားခဲ့ပါတယ်ကြည်လေဘာဆိုပြီးတော့ဘာဆက်ပြောမှမသိရတာကြောင့်တခေါမှမပြောဘဲနဲ့ဒီတိုင်းပြန်လာခဲ့ကြပါတယ်အပြင်မှာတော့သူတို့သုံးယောက်စလုံးစပိန်စီးနဲ့ပြန်လာခဲ့ကြပါတယ်မင်းတို့ကတော့ဂျီပေါက်ရက်တွေလောက်ခဲ့တာကြောင့်အပြစ်တင်နေခဲ့ပါတယ်ပြီးရင်တော့မင်းဘာဆက်လုပ်မှာလဲသူပြောတဲ့အတိုင်းသူရည်စားလုပ်ပေးမှလားဆိုပြီးတော့ဂျီကိုမေးလိုက်ပါတယ်ဂျီကလည်းသူစိတ်ဆိုးပြီးတော့ကြောင်းပြန်တက်မှာငါလည်းကြောင်းပြန်တက်ရမှာဆိုတော့ငါလည်းမတက်နိုင်တော့ဘူးကွာဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်တွင်ကတော့ဂျီကိုရှယ်လီပြောတဲ့အတိုင်းခဏလောက်နေပေးလိုက်ဖို့ပဲပြောနေပါတယ်ထို့ချိန်မှာပဲဂျီတို့ရဲ့ဘေးကနေအဖွဲတစ်ဖွဲကစပိန်တွေကိုအတန်းလန်ကြီးစီကဖြတ်သွားကြပါတယ်ချိုးစပိန်အတန်းကြီးရဲ့နောက်ဆုံးမှာတော့မွန်စတာဆိုတဲ့ဘေးကြီးကိုတွေ့လိုက်ရပါတယ်မင်းကတော့မွန်စတာဘေးကြီးရဲ့စပိန်ကဂီယာအချိုးစားကိုကြည့်ပြီးတော့အံ့ဩနေပါတယ်ထို့နောက်မင်းကအဲ့ဒါ1:5ဖြစ်ရမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်1:5ဂီယာမျိုးစားဆိုတာကစပိန်စီးသူကသူကချင်းင်းကိုတပတ်လေအောင်နင်းလိုက်တိုင်းမှာနောက်ကဘိန်းကိုငါးပါလဲသွားစီမဲ့ဂီယာအချိုးစားကိုပြောတာဖြစ်ပါတယ်။တာမန်လူတယောက်အနေနဲ့ဒီဂီယာအချိုးစားကိုနင်းနိုင်ဖို့ဆိုတာမလွယ်ကူလာပါဘူး။မင်းကတော့ဒီဘွက်ကအပီဆိုဒ်34-35မှာတော့ကကျွန်ပြောတယ် Monster Crew ဆိုတဲ့အဖွဲဆိုတာလားမသိဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။တွင်ကလည်းအေးဒီကောင်လည်းပြိုင်ပွဲမှာဝင်ပြိုင်လောက်တယ်ကွာ။တကယ်လို့သူတို့အဖွဲ့နဲ့ငါတို့ပြန်မယ်ဆိုရင်နောက်ဆုံးကကောင်ကြီးကိုငါတောင်းယူပေးမယ်အခုချိန်မှာငါစိတ်တွေကတော့အဲ့ဒီကောင်ကြီးနဲ့တောက်ရမ်းပြန်ကျင်နေပြီဆိုပြီးပြောလိုက်ပါတယ်မင်းတို့ကတော့အခုချိန်นี้တာယာဘင်းကြီးကိုစပိန်နဲ့ဆွဲပြီးတော့စီးနေတော့ဖြစ်နေတယ်တွင်ကိုဘယ်အချိန်นี้အဲ့ဒီတာယာဘင်းကိုဆွဲနေအောင်မလဲဆိုပြီးတော့မေးလိုက်ပါတယ်တွင်ကတော့ငါဒီကောင်ကြီးနဲ့ခဏလောက်တော့ထပ်လေးချင်းမှရမယ်ဆိုပြီးပဲပြောလိုက်ပါတယ်အခုချိန်မှာတော့တွင်ကသူ့ကိုယ်သူအဖွဲထဲမှာဝိအဖြစ်ဆုံးသူလိုမြင်နေတာကြောင့်သူမြိုက်တဲ့ပို့ပြီးတော့ကြိုးစားနေခဲ့ပါတယ်နောက်တစ်ခါမှတော့ဖင်နီကသူပိုက်ဆံလိုနေရကြောင်းဟိုအမကြီးရဲ့စပိန်ပြည်နယ်ကိုရောက်လာပြီးတော့သူ့စပိန်ကိုရောင်းဖို့လုပ်နေပါတယ်။ဆိုတော့နဲ့အမကြီးကသူ့စပိန်အခြေအနေကိုကြည့်ပြီးတော့နှစ်ယောက်သာဈေးကြီးလိုက်ကြပါတယ်။ထို့နောက်အမကြီးကစပိန်ကိုဘာလို့ရောင်းရလဲနဲ့စပိန်အသစ်ထက်ဝယ်တော့မလို့လားဆိုပြီးတော့မေးလိုက်ပါတယ်။ဒါပေမဲ့ဖင်နီကတော့ခပ်ပြပြပဲကျွန်တော်ကိုပိုက်ဆံသာပေးစမ်းပါဆိုပြီးတော့ပြောလိုက်ပါတယ်။အမကြီးလည်းဖင်နီရဲ့ပုံစံကြောင့်စိတ်ပြက်သွားပြီးတော့ခဏဆောင်ဆိုကပိုက်ဆံသွားယူပါရယ်အမကြီးပတ်စံသွားအောင်တဲ့အချိန်မှာပဲဖင်နီကနေရမှာကထားတဲ့စပိန်ပြိုင်ပွဲပိုစတာကိုတွေ့သွားခဲ့ပါတယ်။ရမယ်စုကြီးကိုမြင်လိုက်တဲ့အချိန်မှာတော့ဖင်နီလည်းအံ့ဩသွားခဲ့ပါတယ်။အမကြီးကပတ်စံသွားယူပြီးတော့ပြန်လာခဲ့တဲ့အချိန်မှာတော့နေရမှာဖျက်ခံထားတဲ့ပိုစတာကိုသာတွေ့လိုက်ရပါတယ်။ဒါတော့လေဂျီတို့၃ယောက်လေရီရီမောမောနဲ့အမကြီးရဲ့ဆိုင်ကိုဥတီပြီးတော့လာနေခဲ့ကြပါတယ်။သူတို့ရဲ့ဆိုင်သားကိုရောက်တဲ့အချိန်မှာပဲဆိုင်ထဲကနေအလောတကြီးထွက်လာတဲ့ဖင်နီကိုမြင်လိုက်ရပါတယ်။သူတို့၃ယောက်ကတော့ဖင်နီကိုမြင်တော့မျက်နှာထားတွေပြောင်းသွားခဲ့ပါတယ်။ဖင်နီကတော့ပြိုင်ပွဲပိုစတာလေးကိုကန်ကအလောတကြီးပြန်လာခဲ့ပါတယ်။ကြည့်ရတာနောက်ဆုံးတော့သူတို့သားမိတွေမျောလင်းချက်တွေတစ်ခုရလာခဲ့ပြီလို့ထင်ပါတယ်။မီနူတို့လည်းဆိုင်ထဲကိုဝင်လာခဲ့ကြပြီးတော့အမကြီးကိုနှုတ်ဆက်လိုက်ပါတယ်။ထို့နောက်မီနူကဟိုစပိန်နီကြီးကြောင်တဲ့ကောင်ဒီကိုဘာလာလောက်လာလဲဆိုပြီးတော့မေးလိုက်ပါတယ်။အမကြီးကတော့ငါလည်းမသိဘူးအစတော့ဒီကိုသူစက်ပင်ရောင်းဖို့ဆိုပြီးတော့လာတာပဲပြီးတော့ငါပိုက်ဆံသွားဦးတဲ့အချိန်မှာပြန်ပွဲပိုစတာကိုဖျက်ပြီးတော့ပြန်သွားတော့တာပဲဆိုပြီးတော့ပြောလိုက်ပါတယ်မင်းတို့ကတော့ဖင်နီလေပြန်ပွဲမှာဝင်ပြိုင်တော့မဲဆိုတာကိုရိပ်မိသွားတာကြောင့်ပြန်ပြီးတော့လက်စားချေဖို့အခွင့်အရေးရပြီဆိုပြီးတော့တွေးကပြုံးနေခဲ့ပါတယ်ဒီလိုနဲ့ပဲဒီအပိုင်းလေးကစက်သိမ်းထားပြီးတော့နောက်လာမယ့်အပိုင်းတွေမှာတော့မင်းတို့အဖွဲ့နဲ့ဖင်နီတို့ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာဒီနေရာဒီလိုက်ပါကြည့်ရှုလာသူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ